အခုလိုမိုးဥကြရာသီမှာပဲတစ်နှစ်တစ်ခါအရသာခံပြီးစားရတဲ့တဘာဝတောင်ပုံမိုးဆက်ဆက်ကလေးဒီနေ့တော့ချက်စားဖြစ်ပါတယ်ရှင်။အရင်ဆုံးဟင်းလေးစားချက်ဖို့ရအတွက်ကြက်သွန်အနီရဲ့ကြက်သွန်ဖြူရဲ့ငရုတ်သီးစိမ်းရဲ့ကိုအခုလိုမျိုးလေးညက်သွားအောင်ထောင်ပေးပါမယ်ရှင်။ဒဲဥစီပူလာပြီဆိုရင်တော့အစောကထောင်းထားတာလေးတွေထည့်ပါမယ်။အရသာအနေနဲ့ကတော့နနွင်းနဲ့စားလေးအနှဲငယ်ထည့်ပေးပါမယ်ရှင်။ပြီးပြီဆိုရင်တော့ရေဆေးတန့်စင်ထားတဲ့တောင်ပုံမိုးလေးတွေထည့်ပေးပါမယ်ရှင်။ရေလေးနှင်းငယ်လေးထည့်ပေးပါမယ်ရှင်။ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့ခုလိုမျိုးလေးထည့်ထားပေးလိုက်ပါမယ်ရှင်။အရသာအပေါ်ငံကိုတော့မိမိစိတ်ကြိုက်လို့တလို့ပြင်ဆင်ပြီးတော့ချက်ပြုတ်နိုင်ပါတယ်ရှင်။ရေလေးခမ်းပြီးတော့ခုလိုနေထားလေးရောက်ပြီဆိုရင်တော့ပင်စိမ်းရွက်လေးအုပ်ပေးပါမယ်ရှင်။နောက်ဆုံးမှာတော့အသင့်သုံးဆောင်လို့ရတဲ့တောင်ပုံမိုးဆက်ဆက်ကလေးရပါပြီရှင်။